အောင်ပြောတော့ကိုရဲ့ညတွေတဲ့မခိုးလုံးခြင်းနဲ့နှွေးထွေးမှုရှိဘူးမရရနိုင်တဲ့ကိုရဲ့နေတွေတဲ့ကျန်နာသူလေးစိတ်ညစ်ရမှာပဲအချင်းတွေချနေတဲ့တေချာတော့ဝေးချရမှာပဲယုံကြည်မျှော်လင့်ခြင်းတွေလေတကယ်တော့တွေ့တော့မလွယ်ဘူးချစ်သူလေးချိန်မှာတော့ရှေ့စမြဲတဲ့ဘူးတကယ်ဆိုရင်ချစ်ဆိုတာတေချာတော့ပွားနေတခြားစီပဲအရာရာရင်ဆိုင်သွားချင်လေ